ဒီပတ်စံနေပဲရရတော့ဒီပတ်စံနေပဲရရတာတော့လို့ကားပြင်တော့ပူတဲ့ပတ်စံနေပတ်ထားတာယောက်ျားလာမင်းမဘိုက်စားပြီတော့အောင်လို့ ဒီမှာပတ်စံကြီးလည်းမပါဘူး ဩပတ်စံကြီးမပါပြီမဲ့သုံးပါတယ် မိမဖုန်းထဲမှာယောက်ျားမလေးကချီချီက3000ပဲကျန်တော့တယ် လူတွေတော့ကြားတော့မှာပဲယောက်ျားလေ3000ပါလားကိုယ့်ဘက်ကျလေးနဲ့ကိုချိန်ပြီးတော့စားမှာပေါ့ယောက်ျားကိုယ့်ဘက်ကျလေးနဲ့ကိုချိန်ပြီးတော့စားမှာပေါ့ဒီမှာအဆက်အများကြီးပါလာလို့ရှိရင်မိမအများကြီးစားမိပါမိမဝိတ်လျှော့နေရလေလာယောက်ျားလား ဖြစ်ပါမလား ဖြစ်တယ်ယောက်ျားလားယောက်ျားဒီမန္တလေး barbecue ဆိုင်ရလေအစုံရတာစီချွမ်အကင်ပြည်ကြီးငါခဲပတ်လေရတယ် အေးလို့ဆိုနေအဲ့စားမလို့ စားမယ်လေ စားမယ် မိမပါစားမလဲရွေးလိုက်တော့လေ ရွေးပြီးသွားပြီဒီမှာမိမဝေးချနေတာဆိုတော့အသေးရွက်လေးရွေးထားတယ်ယောက်ျားကိုတော့အသားစားစေရွေးထားတယ်ရော့ဒီမှာ ကိုယောက်ျားကိုတော့စားစီကျင်တယ်လေဒီမှာအသားလေးတွေမိမလေးမန္တလေး barbecue ဒီဆိုင်ရွေးချယ်လိုက်တာမှန်တယ်မလားမကျန်ဆိုင်လေးကလေတသက်ရဲလေးတသက်ရှင်းရှင်းလေးနဲ့အဲကွန်ကန်လေးနဲ့အေးစစ်စစ်ပဲအေးစစ်စစ်စားတဲ့သူတွေအတွက်ဆိုရင်ဒီဆိုင်ပဲရွေးချယ်တာနော်မိမလေးဒီမန္တလေး barbecue ဆိုင်ရလေးအကင်လေးဆိုလို့အရန်ကြိုက်တာဟုတ်တယ်ဆိုငါမိမမှားထားတဲ့အကေကနည်းနည်းလေးနဲ့ငါဘယ်လိုစားမလဲစိတ်ညစ်လိုက်တာ ဒီဆိုင်ရလေခယူချက်အရန်ကောင်းတာလေအဲ့ဒါကြောင့်ခယူချက်ကတပွဲတမင်းတို့တော့တပွဲပဲမှာလိုက်မယ်ယောက်ျားနဲ့မိန်းမနဲ့မျှစားမယ်လေမိန်းမဝေးလျှော့နေရဆိုတော့နော် ယောက်ျားနဲ့မိန်းမနဲ့မျှစားမယ်လေမိန်းမဝှေ့လျှော့နေနော် မိန်းမနည်းနည်းပဲစားပါမယ်နော်လောက်မှာပါဘာလို့ဆိုခုနကမှာထားတဲ့အကင်ကြီးအများကြီးပဲလေ ဒီနောက်မှာထားတဲ့အကင်ကြီးအများကြီးပဲလေ အချိုးပွဲလေးနေနဲ့ဖယုံဒီမုံလေးအဲ့ဒါလေးမှာလိုက်မယ်နော်ငါမိမဒီရပိုင်းတင်ပြင်ပန်းနေတယ်စားတော့ကောင်းလည်းမစားဘူးတနာပါတယ်ငါတခုသွားမှပေးလိုက်ပါဦးမယ်လေ မကြပဲဝါ ဒါလေးချပေးနော် ယောက်ျားတပါးလေ ဟောဒါမိမဒီနေ့တော့ဝိချာမနေနေတော့စားလိုက်တော့ဒါမာလာဟင်းဒါမိမကြိုက်ကစီထွန်းအကင်လေးယောက်ျားဖတ်ပြီးသွားရွေးလာတာမိမဟိုတလောကစားလေမဝဘူးဆိုလို့ပစုံဟော့ပေါ့ထပ်မှာလာပေးတာ မိန်းမကြိုက်တာပေါ့မိန်းမကြိုက်တာပေါ့ပစုံတွေကလေအများကြီးစီချွန်အရသာနဲ့ပစုံဟော့ပေါ့အရန်ကြိုက်တာမိမကို romantic ဆန်ဆန်နဲ့ surprise လို့တိုက်လိုက်တာ ဟုတ်ပြီကျေးဇူးပါအဲ့ဒါစားကြစို့စားတာတော့စားပြီးသွားပြီဒါပေမဲ့မိမဖုန်းထဲမှာ3000ပဲရှိတယ်လို့ပြောထားတာဘယ်လိုရှင်းမှာတော့လို့ တနန်းပတ်စံလေးဒီပတ်စံနေပဲရတာတော့ ဒီဘက်စနေပဲရတာတော့ ဒီပတ်စံနေပဲရတာလေပဲရတာ ကားပြင်တော့ပူတဲ့ဟာလေးပတ်ထားတာ မိန်းမတို့ရဲ့မသိစိတ်ကနေပြီးတော့လေဒီလိုဘတ်ငွေတွေရှိမှာပဲဆိုတာကြိုတင်သိလို့ဒီလိုဆိုင်မျိုးကိုဂွင်စင်ပြီးလာစားတော့ မိန်းမကို romantic ဆန်ဆန်နဲ့ surprise လို့တိုက်လိုက်တာ မှတ်ထားမိန်းမတွေရဲ့မသိစိတ်ကိုလာလုံလို့မရဘူး